လုံးဝမင်္ဂလာပါကျွန်မကတော့ Jessica ပါဒီနေ့မှာတော့ဂဂကထိုင်းလူမျိုးတွေအများဆုံးရွေးချယ်ဝယ်ယူကြတဲ့ Super Light Condo Project တွေအကြောင်းကိုပြပြသွားမှာဖြစ်ပါတယ် Super Light Project တွေဟာဆိုလို့ရှိရင် Build for Real Life သူ့ရဲ့စောင့်ပုံအတိုင်းပဲနေထိုင်သူတွေအတွက်အဆင်ပြေအောင်တီးခတ်ထားပြီးတော့ဆောက်လုပ်ထားတာဖြစ်ပါတယ် Super Light ရဲ့ project တွေဟာဆိုလို့ရှိရင် location ကောင်းပြီးတော့ဈေးကလည်းတက်တာတဲ့အတွက်ရင်းနှီးမြှုပ်နှံရေးပဲဖြစ်ဖြစ်ကိုယ်တိုင်နေထိုင်ရေးပဲဖြစ်ဖြစ်အရန်ကိုတင့်တော်တဲ့ project တွေပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ Super Light ကယခုလက်ရှိမှာလူကြိုက်များနေတဲ့ project ကလေး3ခုနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ကကကူပထမအဆုံးပြပြသွားမယ် project ကလေးကတော့ Ready to Move in project ကလေးတစ်ခုဖြစ်တဲ့ Super Light Veranda Sukhofit 117 project ကလေးပဲဖြစ်ပါတယ်။ဒီကွန်တိုဟာဆိုလို့ရှိရင် BTS အစိမ်းအောင် Sukhofit Light ပူချောင်း station မှာရှိပြီးတော့ BTS နဲ့ဆိုလို့ရှိရင်3မိနစ်ပဲလမ်းလျှောက်တာနဲ့ရောက်ပါတယ်။ပြီးတော့ရင် project ရဲ့ဘေးမှာ Busy Shopping Mall ရှိတဲ့အပြင် project ရဲ့အနီးနားမှာနာမည်ကြီး Erawan Museum, Busy Summer, American War Summer နဲ့ International School တွေကျောင်းတွေ Hospital တွေများစွာရှိပါတယ်ဒီ project ကလေးက Sukhofit မှာဆိုလို့ရှိရင်ဈေးတော်သက်သာတဲ့ project ကလေးတစ်ခုပါသူကမြန်မာငွေ3,300လောက်ကျော်လောက်ကစပြီးတော့ရှိမှာဖြစ်ပြီးတော့ပါဝင်တဲ့ facility တွေကလည်းအမိုက်စားတွေကြီးပဲပါဝင်မှာဖြစ်ပါတယ်ပြီးတော့ရင်ဒီ project ကဘန်းနာနာမှာရှိတဲ့အတွက်ဘန်းနာနာမှာဆိုလို့ရှိရင်မကြခင်ဖွင့်လှစ်တော်မယ်စောက်တီအေရှာမှာအကြီးဆုံးဖြစ်မဲ့ဘန်ကောက်မောကလည်းဒီကွန်ဒိုနားမှာပဲရှိမှာဆိုတော့ဒီကွန်ဒိုရဲ့ဈေးကမြင့်တက်လာမှာအမှန်ပါပဲဒုတိယကွန်ဒိုလေးကတော့ Ready to Move in ကွန်ဒိုလေးတစ်ခုဖြစ်ပြီးတော့ဘရင်နန်းတော်နားမှာရှိတဲ့ကွန်ဒိုလေးပဲဖြစ်ပါတယ်သူကတော့အေးကြက်ကြက်နဲ့နေထိုင်ရတာကြိုက်တဲ့သူတွေအတွက်တင့်တော်တဲ့ကွန်ဒိုလေးပဲဖြစ်ပါတယ်ကွန်ဒိုလေးရဲ့နာမည်ကတော့ Super Light Samsung Ratchet ကွန်ဒိုအမျိုးအစားဖြစ်ပြီးတော့သူ့မှာဆိုလို့ရှိရင်အနီးနားမှာ Ratchet Local Market ရှိမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ Victory Monument ကိုလည်းအလွယ်တကူသွားလို့ရမှာဖြစ်ပါတယ် project ရဲ့တန်ဖိုးက6 million လောက်ကစမှာဖြစ်ပြီးတော့အနီးနားမှာဆိုလို့ရှိရင်ဒီ International School တွေ University တွေနဲ့ဆေးရုံတွေအများကြီးရှိမှာဖြစ်ပါတယ်ကွန်တိုမှာဆိုလို့ရှိရင်ထူးခြားတာကတော့3 bedroom 123 square meter ကို15 million ဝန်းကျင်လောက်နဲ့ရမှာဖြစ်ပါတယ်ကကကိုနောက်ဆုံးပြပြသွားမယ် project ကလေးကတော့ Super Light Brand Ecomic Patanakan project ကလေးပဲဖြစ်ပါတယ်ဒီ project ကလေးကအခုမှဆောက်လုပ်နေတဲ့ project လေးတစ်ခုဖြစ်ပြီးတော့ရင်းနှီးမြှုပ်နှံလို့ကောင်းတဲ့ project ကလေးပဲဖြစ်ပါတယ်ဘာကြောင့်ရင်းနှီးမြှုပ်နှံလို့ကောင်းတဲ့ project ကလေးလဲဆိုတော့သူကတောနော်တို့ Ecomic တို့ကိုအလွယ်တကူသွားလို့ရပြီးတော့1 square meter ကိုပတ်စစ်ပေါင်းလောက်ကနေစရှိရပဲဖြစ်ပါတယ်သူ့မှာဆိုလို့ရှိရင် facility ပေါင်းအခု40ကျော်ပါဝင်ပြီးတော့ green space တွေအများကြီးပါဝင်တာဖြစ်ပါတယ်ဒီ project အနီးနားမှာဆိုလို့ရှိရင် Airport Relic Ramkhan Station ရှိမှာဖြစ်ပြီးတော့ MRT Pachapuri Station နဲ့ MRT Ramanai တို့ကိုအလွယ်တကူသွားလို့ရမှာဖြစ်ပါတယ်အနီးနားမှာဆိုလို့ရှိရင်ဆေးရုံတွေကျောင်းတွေမော်တွေလည်းအများကြီးရှိမှာဖြစ်ပါတယ်ကကအခုပြောခဲ့တဲ့ project ကလေးတွေကိုစိတ်ဝင်စားရဆိုလို့ရှိရင် Jessica Property Specialist Team ကိုအခုပဲစုံစမ်းမေးမြန်းပြီးတော့ဝယ်ယူနိုင်ပါတယ်ကျမတို့ team ကနေပြီးတော့ကွန်တိုဝယ်ယူတဲ့အစကနေပြီးတော့နာမည်ပေါက်ရတဲ့အထိအသေးစိတ်လုပ်ပေးတာဖြစ်တဲ့အတွက်ရုံကြည်ကြည်နဲ့ဆက်သွယ်လိုက်ပါနော်ဒီနေ့ဗီဒီယိုလေးကဒီလောက်ပဲမို့ချားဖီတွေမှာပြမိတက်ကြမယ်တတား